Cherry တင်းတွေလမ်းခွဲလိုက်ပြီးဖြစ်ကြောင်းပြောလာတဲ့အောင်ထက် Hello ဆယ်လီမမလာပါပြီရှင်အနုပညာဆိုင်ရာအကြောင်းအရာတွေနဲ့အတူလက်တလောဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်အောင်ထက်နဲ့ Cherry တင်းကတော့အနုပညာလောကမှာတကယ့်ကိုစူးစမ်းနေတဲ့အနုပညာရှင်နှစ်ဦးပဲဖြစ်ပါတယ်အောင်ထက်ကလည်းပြန်ဆိုတီးရီနဲ့အောင်မြင်ခဲ့တယ်လို့ကိုပိုင်တခြင်းအသစ်တွေမှာလည်းပရိသတ်တွေအများဆုံးလက်ခံရရှိထားတဲ့အနုပညာရှင်တဦးပဲဖြစ်ပါတယ်အောင်ထက်ကတခြင်းတွေကိုပိုင်နိုင်တီးဆိုနိုင်တယ်လို့ပြန်လေကွန်မြူပြီးတီးဆိုတဲ့နေရာမှာလည်းကျွမ်းကျင်ပိုင်နိုင်တာကြောင့်ကိုပိုင်ဟန်ကိုပိုင်စတိုင်ရှိတဲ့အနုပညာရှင်တဦးလို့ဆိုရမှာဖြစ်ပါတယ်အဲဒီလိုပါပဲ Cherry တင်းကဆိုရင်လည်းတခြင်းအသစ်တွေကိုတောက်လျှောက်ဆိုတယ်လို့ထုတ်လာတာပါရရှိလာတဲ့အနုပညာကြီးတွေအကုန်လုံးကိုတခြင်းအသစ်ထုတ်တဲ့နေရာမှာပဲအသုံးပြုခဲ့တဲ့သူက Cherry တင်းလို့ပြောရမယ်ဆိုရင်လုံးဝမမှားပါဘူး Cherry တင်းကဆိုရင်လည်းနေရှိုးပွဲတွေမှာတောက်လျှောက်ဆိုသလိုဖျော်ပြနေရတာဖြစ်ပါတယ်ပွဲအများဆုံးလိုက်တဲ့အနုပညာရှင်တဦးလို့ပြောရမှာဖြစ်ပါတယ်ရရှိထားတဲ့ပွဲကြီးတွေအကုန်လုံးကိုတခြင်းအသစ်တွေကိုပဲပြန်လည်ပုံဖော်တတ်တာဖြစ်ပါတယ် Cherry တင်းကတခြင်းတွေကိုကိုရိုင်းဆိုပြီးအသစ်တွေကိုဖန်တီးနေတယ်လို့တခြင်းအဟောင်းတွေကိုလည်းပြန်လည်တည်ဆိုတတ်ပါတယ်ဒီတစ်ခါမှာတော့ Cherry တင်းနဲ့အောင်ထက်တို့ကလမ်းခွဲလိုက်ပြီးဆိုတဲ့အကြောင်းကိုတရားဝင်ပြောပြလာတာဖြစ်ပါတယ်ဟုတ်ပါတယ် Cherry တင်းနဲ့အောင်ထက်တို့ကလမ်းခွဲလိုက်ပါပြီဆိုတဲ့တခြင်းအသစ်ကလေးထွက်ရှိထားတာဖြစ်ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒေသရှင်အောင်ထက်ကတော့ကျွန်တော်နဲ့ Cherry တင်းကတော့လမ်းခွဲလိုက်ပြီပေါ့ဗျာသူရေးထားတဲ့ဒီတခြင်းကိုလွန်ခဲ့တဲ့2023ခုနှစ်ကလေးကကျွန်တော်ကိုပေးထားခဲ့တာပါဒါပေမဲ့ကျွန်တော်ကစိတ်ဝင်စားတာရဲ့မအားတာရဲ့ကြောင့်အခု2025ခုနှစ်ကြာမှပဲဒီတခြင်းကိုလုပ်ဖြစ်သွားတာပြောရမယ်ဆိုရင်တော့ Cherry တင်းကတော်တော်ဆွဲရှိတယ်ပြောရမယ်ကျွန်တော်မအားတာကိုလည်းနားလည်ပေးတယ်အဲ့ဒီတခြင်းကိုလင်းမကြည့်နိုင်အောင်ဖြစ်နေတာကိုလည်းသူကလက်ခံပေးတယ်ကျွန်တော်တီးဆိုဖို့အတွက်စိတ်မပါသေးတာကိုလည်းသူကသိရဲ့အချိန်အကြာကြီးဆောင်ပေးရဲ့နောက်တခြင်းသွင်းပြီးသွားတဲ့အခါမှာ MTV ရိုက်ဖို့ကိုလည်းကျွန်တော်အားတဲ့ရက်တွေကိုပဲတိတိကျကျစောင့်ပြီးတော့မှကြိုးစားစားနဲ့လုပ်ပေးထားတယ်အဲ့ဒီတခြင်းအတွက် music producer ကတော့ Cherry တင်းမှာပဲလို့ပြောပြလာခဲ့တာဖြစ်ပါတယ်။ Cherry တင်းနဲ့အောင်ထက်တို့ရဲ့လမ်းခွဲလိုက်ပါပြီဆိုတဲ့တခြင်းက social media မှာမတင်မှတ်ထားလောက်အောင်မြင်သွားခဲ့တာဖြစ်ပါတယ်။ Cherry တင်းနဲ့အောင်ထက်ဆိုတာကလည်းတခြင်းတူတွဲဆိုတာကိုတွေ့ရတာမြင်တွေ့ကြရတာဖြစ်ပြီးဒါဟာသူတို့နှစ်ယောက်ရဲ့ပထမဆုံး official တခြင်းလို့ပြောရမယ်ဆိုရင်တော့မမှားပါဘူး။နောက်ပြီးနှစ်ဦးစလုံးကတခြင်းဆိုပြိုင်ပွဲကနေတက်လာတဲ့အမှုပညာရှင်တွေဖြစ်ပါတယ်။အောင်ထက်ကတော့ Cherry တင်းကအမှုပညာဝမ်းစာပြေပါတယ်။တကယ်ကိုတော်တဲ့သူပါ။ဒီထက်ပိုပြီးတော့ကောင်းတာတွေလုပ်နိုင်မယ်လို့လည်းမျှော်လင့်တယ်လို့ပြောပြလာခဲ့တာဖြစ်ပြီးသူရဲ့အမှုပညာလုပ်တွေနဲ့ပတ်သက်ပြီးတော့ဒီနှစ်ထဲမှာပဲနောက်ထပ်တခြင်း album အသစ်တစ်ခုကိုထပ်ပြီးတော့ထုတ်သွားဖို့ရှိတဲ့အကြောင်းပြောပြလာခဲ့ပါတယ်။သူ့အနေနဲ့တခြင်း album တွေထုတ်တယ်ဆိုတာကအမှတ်တရဖြစ်ဖို့အတွက်ထုတ်တာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းအောင်ထက်ကပြောပြလာတာဖြစ်ပါတယ်။ပရိသတ်ကြီးကတော့ Cherry တင်းနဲ့အောင်ထက်တို့ရဲ့ music video ကိုလည်းကြိုက်နှစ်သက်ကြသလိုငါတို့တကယ်လမ်းခွဲလိုက်ပါပြီဆိုတဲ့စာသားကိုလည်းတကယ်ကိုကြိုက်နှစ်သက်ကြတာဖြစ်ပါတယ်။အသေးကွဲနေတဲ့သူတွေအတွက်ကတော့တကယ်ကို feel လို့ကောင်းတဲ့တခြင်းအသစ်တစ်ပုဒ်ပဲဖြစ်ပါတယ်။အခုလိုမျိုးရာသားမြောက်တဲ့တခြင်းတွေနားထောင်လို့ကောင်းတဲ့တခြင်းတွေများများဆဆထုတ်ဖို့အတွက်ကိုလည်းအောင်ထက်ကလည်း Cherry တင်းနေနဲ့ဒီလိုတခြင်းကောင်းတွေကိုနောက်ထပ်များများဆဆထုတ်ပါအောင်လို့လည်းပြောပြထားတာဖြစ်ပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရော Cherry တင်းနဲ့အောင်ထက်တို့ရဲ့လမ်းခွဲလိုက်ပါပြီဆိုတဲ့တခြင်းလေးကိုနားထောင်ဖြစ်လားအဲ့ဒီတခြင်းနဲ့ပတ်သက်ပြီးတော့ရောဘယ်လိုတွေမှတ်ချက်ပြုကြလဲဆိုတာဗီဒီယိုအောက်က comment လေးမှာရေးသွားပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်